အသားအရည်ကိုတဘာဝအတိုင်းဖြူစင်ဝင်းပလာစေဖို့ဈေးကြီးတဲ့ပစ္စည်းတွေမလိုပါဘူးအခုပြောပြမယ့်နီလန်းလေးကဆဲသေးတွေကိုဖယ်ရှားပေးပြီးအသားအရည်ကိုတိတိတတ်တာကြည်လင်လန်းဆန်းစေမှာပါနောက်မှပြန်ကြည့်လို့ရအောင်ဒီဗီဒီယိုလေးကိုအရင်ဆုံးတင်ထားလိုက်ပါဦးနော်ပထမဆုံးတကြားထမင်းစားစွန်းနှစ်စွန်းလိုအပ်ပါတယ်တကြားဟာဆဲသေးတွေကိုအသားအရတိုက်ချုပ်ပေးနိုင်တဲ့တဘာဝပစ္စည်းတစ်ခုပါနောက်ထပ်ကော်ဖီမုန့်ထမင်းစားစွန်းနှစ်စွန်းထည့်ပေးရပါမယ်ကော်ဖီမှာပါတဲ့အန်တီအိုဆီဒန့်တွေကတွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအသားအရည်ကိုတင်းရင်ဝင်းပါစေပါတယ်ပြီးရင်တော့ပြားရည်ထမင်းစားစွန်းတစ်စွန်းထည့်ပါပြားရည်ကအသားရည်ကိုစိုးပြေစေပြီးနီမြန်းရောင်ရမ်းတာတွေကိုတက်တာစေပါတယ်အဲ့ဒီနောက်မှာတံမြာသီးသို့မဟုတ်ရှောက်သီးတစ်ချမ်းကိုအရင်ညှစ်ထည့်ပါတံမြာသီးမှာပါတဲ့ဗီတာမင်စီကအမဲဆက်တွေကိုမိမ့်မိန်စေပြီးအသားအရောင်ကိုညင်ညာစေပါတယ်နောက်ဆုံးမှာတော့နွားနို့ထမင်းစားစွန်းတစ်စွန်းထည့်ပေးရပါမယ်နွားနို့မှာပါတဲ့လက်တအက်ဆစ်ကအသားရည်ကိုနူးညံ့ချုံးမွေ့စေပါတယ်ဒီအရောနှောကိုမျက်နှာပေါ်မှာစက်ဝိုင်းပုံစံအသားအရာနှိပ်နေပြီးလိမ့်ပေးပါခဏကြာမှရေဆေးချလိုက်တာနဲ့တင့်အသားရည်ဟာအံ့ဩဆောက်ွယ်ကြည်လင်ဝင်းပါလာတာကိုတွေ့ရပါလိမ့်မယ်အခုလိုအသားရည်ထိမ့်သိမ်းနည်းတွေထပ်သိကျင်နေဆိုရင်တော့ comment မှာရက်အိုင်နီမို့လို့ရေးပေးခဲ့ပါဦးနော်